ဒါအခုကိစကားနဲ့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲလင်ချစ်မဲ့လက်ရပါနော်အိုးဒီတော့နော်လောင်းအောင်မကြည့်ရတူကဲအမရီအိမ်မှာသွားချက်စားပြတဲ့ကနန်းပေါ့နော်ပေါ့ချက်တာလားပထမအဆုံး first time ချက်တာဘိုင်းမမှာကြည့်ရောပေါ့နော်ဘလို့အရသာလဲဆိုတာစားကြည့်မယ်နော်ဒီမှာရှယ်ကြီးကနိုင်ရအိုးမအနဲ့စားမယ်ဒါပထမအဆုံးကနန်းကိုချက်ဘူးတာစားဘူးတာပေါ့နော်ဟိုလိုမျိုးဟိုသူများကျွေးလို့မစွတ်မပို့စားဘူးတာတော့ရှိတာပေါ့ကဲစားကြည့်မယ်နော်ဘယ်လိုရတာလဲတိုက်စားလေခွန်ကဲစားကြည့်ရတာဒီလိုရဲပြီဆိုပထမဆုံးချက်တဲ့ဟာကဒီလောက်အနေထားတိကောင်းနေဆိုမစိုးကောင်းတော့ကောင်းဆွဲပါအနည်းကအသက်ပဲဟုတ်တယ်မမကြီးကဟိုနေပြောတာမဆောက်ဘူးဆိုမသူအဆက်တတ်ပါတယ်ဆွဲပါကောင်းလိုက်တာအနည်းကတော့အသက်ပေါ့နော်ပထမဆုံးချက်ပူတာကိုဒီအရသာလောက်လာတယ်ဆိုတော့မစိုးဟုတ်လားတော်တယ်အရသာပြတ်မဲ့ထင်တာအရသာမပြတ်ဘူးဒီလောက်နေထားထိကောင်းတယ်ဆိုတော့မစိုးတော်တယ်ကိုခဏတော့တိတ်မစားတော့အခုမှပထမဆုံးစားဘယ်လိုစားမှာ烂不干嘛？那嘎了，我的嘎了。我刚刚我们来找来的。ဒါအခုကိစကားနဲ့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲလင်ချစ်မဲ့လက်ရပါနော်အိုးဒီတော့နော်လောင်းအောင်မကြည့်ရတူ